Hello everyone, welcome to my channel. ဒီကနေ့မှာတော့နေ့စဉ်အမြဲတမ်းတုံးနေတဲ့စကားလုံးလေးတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတာကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။မနက်ခင်းမှာဆိုရင် I just woke up. I just woke up. အခုမှအိပ်ရနိုးတာ I just woke up. I'm still sleeping. အိပ်ချင်နေတော့မယ် I'm still sleeping. အိပ်ချင်နေတော့မယ် I'm having my breakfast. မနက်စာစားနေတာ I'm having my breakfast. မနက်စာစားနေတာ I'm getting ready for work. I'm getting ready for work. အလုပ်သွားဖို့ပြင်နေတာ I'm getting ready for work. အလုပ်သွားဖို့ပြင်နေတာနေ့လည်ကမှာဆိုရင် I'm busy right now. အခုအလုပ်ရှုပ်နေတယ် I'm busy right now. အလုပ်ရှုပ်နေတယ် I'll call you later. နောက်မှပြန်ခေါ်မယ် I'll call you later. ဒီ I'll call you later ဆိုတာကတယောက်ကကိုယ်အလုပ်ရှုပ်နေတဲ့အချိန်မှာကိုယ်ကိုဖုန်းခေါ်လာတယ်အဲ့မှာကိုကမအားသေးဘူးဆိုလို့ရှင်သူ့ကိုပြောလို့ရတယ် I'll call you later. နောက်မှပဲပြန်ခေါ်မယ်ဆိုပြီးတော့ပြောလို့ရတယ် I'm having my lunch နေ့လည်စာစားနေတာ I'm having my lunch နေ့လည်စာစားနေတာညနေခင်းမှာဆိုရင်လည်း I'm on my way home I'm on my way home အိမ်ပြန်နေတာအိမ်ပြန်တဲ့လမ်းမှာ I'm on my way home I'm tired ငါရင်ပင်ပန်းနေပြီ I'm tired ငါပင်ပန်းနေပြီ What's for dinner ညစာဘာရှိလဲ What's for dinnerညစာအတွက်ဘာရှိလဲပေါ့နော်ညမှာဆိုလို့ရှိရင်လေ I'm going to bed အိတ်တော့မလို့ I'm going to bed အိတ်တော့မလို့ Good night ကောင်းတော့ညပါ Good night ကောင်းတော့ညပါ Okay see you tomorrow မနက်ဖြန်မှတွေ့မယ် see you tomorrow မနက်ဖြန်မှတွေ့မယ်ဟုတ်ပါပြီဒါကတော့နေ့စဉ်အသုံးများတဲ့စကားလုံးလေးတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတာကို share လုပ်ပေးသွားတာဖြစ်ပါတယ်ဒီလိုအသုံးဝင်တဲ့အင်္ဂလိပ်စကားလုံးလေးတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို like and subscribe လုပ်ခဲ့ပြီးပါနော် See you later